မင်္ဂလာပါကြက်ဥအနှစ်ကိုပဲ၃လုံးကျွန်တော်သုံးထားပါတယ်တကြားကတော့၄စွန်းထပ်လျှော်လို့ရပါတယ်တကြားတွေအားလုံးကြည်ဝါပြီဆိုရင်တော့ပြောင်းမှုမုံ6စွန်းကိုကျွန်တော်အသုံးပြုထားပါတယ်အားလုံးကိုရောမှွေသွားပြီပါတသားတဲ့ဖြစ်အောင်မှွေပြီးသွားပြီဆိုရင်တော့နွားနို့ကိုအသုံးပြုပေးရပါမယ်နွားနို့က ready made ဘူးရသလိုအစိမ်းလည်းအသုံးပြုလို့ရပါတယ်အနံ့လေးနည်းနည်းအသုံးပြုခြင်းတဲ့ဗနီလာအရည်ကိုကျွန်တော်အနည်းငယ်အသုံးပြုထားပါတယ်မသုံးခြင်းလည်းရပါတယ်အားလုံးပြီးသွားရင်တော့ကျွန်တော်တို့အောက်ကမီးအနည်းဆုံးနဲ့ကြိုသွားပေးရပါမယ်။ဒါကတော့ cheese အပြားလေးတွေဖြစ်ပါတယ်။ cheese အပြားလေးတွေထဲမှာကျွန်တော်တို့ရဲ့မုတ်ကမှုမွေးလေးနဲ့ပို့ပြီးတော့စားလို့ကောင်းစေမှာပါ။မုတ်ကလေးကိုအမြဲတမ်းအဆက်မပြတ်မှွေပေးနေရပါမယ်။မဟုတ်ရင်အောက်မှာတူးသွားနိုင်ပါတယ်။ဒီမုတ်ကအကြာကြီးမကြိုရပါဘူး။ခဏလေးပါပဲ။အခုလိုမျိုးစပြီးပြစ်လာပြီဆိုရင်တော့မုတ်အသားကတသားတည်းဖြစ်လာပြီဆိုရင်ကျွန်တော်တို့ရသွားပါပြီ။အခုလိုမျိုးမုတ်အသားတစ်ပြေးတည်းဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့အသုံးပြုမဲ့လင်မန်းမဟုတ်ပကံတွေကိုထည့်ပေးသွားပါမယ်မျက်နှာပြင်လေးကိုညှိပြီးသွားပြီဆိုရင်တော့အပေါ်ကလုံတဲ့ဟာတစ်ခုခုနဲ့ကျွန်တော်တို့ပိတ်ထားရပါမယ်ရေမဝင်အောင်ပြီးရင်ရေခဲတစ်တာရိုးရိုးအထက်မှာ2နာရီထားရပါမယ်2နာရီကျွန်တော်ထားတာပြည့်သွားတဲ့အတွက်အပေါ်ကနေပြီးတော့ကြွကြွလေးဖိတ်သွားပြီဆိုရင်တော့မုတ်အတုံးလေးကိုအခုလိုမျိုးလှန်ချပေးပါရေခဲတစ်တာထဲမှာထဲမှာမုတ်အတုံးလေးကအခုလိုမျိုးမတင်းတင်းလေးဖြစ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့နှစ်သက်ရပုံစံကိုလှီးပေးပါလှီးလို့ပြီးသွားရင်ကျွန်တော်တို့အပေါ်ကနေပြီးတော့ကြက်ဥအနှစ်နဲ့ပြန်တော့ရပါမယ်အနှစ်ပါပဲအကလုံးမပါပါဘူးအခုလိုမျိုးမုတ်ရဲ့အပေါ်ရန်ကိုအနှံ့လိုက်တုပ်ပေးရပါမယ်ပြီးွားရင်ကျွန်တော်တို့ air fryer နဲ့အပူပြန်ပေးရပါမယ် air fryer အပူချိန်ကတော့180ဒီဂရီနဲ့ကြာချိန်ကတော့ကျွန်တော်15မိနစ်သုံးထားပါတယ် air fryer နဲ့ပြန်သုံးထားတဲ့အတွက်ကျွန်တော်တို့ရဲ့မုတ်အပေါ်ရန်အသားလေးကအခုလိုမျိုးလေးဖြစ်နေပါမယ်ဒီနို့ပူတင်းလေးဟာလုံးဝကိုစားလို့ကောင်းပါတယ်ကျွန်တော်တို့ဒီပုံစံဟာရောင်းနှမ်းဝင်လည်းဖြစ်တဲ့အတွက်ဝယ်စားရင်လည်းအရင်စီကြီးပါတယ်မုတ်အချိုပွဲတွေမှာအသုံးပြုလို့ရတယ်လို့ခလေးလူကြီးမရွေးလဲအကုန်ကြိုက်နေတဲ့မုတ်လေးဖြစ်တဲ့အတွက်အားလုံးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်